Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မလုပ်ဖူးတာလုံးဝဖြစ်ပါတယ်ကျွန်တော်မလုပ်ဖူးတာဘာလို့မှလဲဆိုတော့ကျွန်တော် blind box ဟောက်မှာဖြစ်ပါတယ်အဲ့ blind box ကကျွန်တော်ဝယ်ထားတာကြာပြီဗျာဒီလားကျွန်တော်ဝယ်ထားပြီးပြစ်ထားတာပြီးတော့ကျွန်တော်မဖောက်ဖြစ်ဘူးပေါ့နော်အခုတော့ဒီနေ့အားလုံးနဲ့တူတူဖောက်မှာဖြစ်ပါတယ် let's see ပါပေါက်နေကြည့်ရအောင်မဖောက်ခင်ကျွန်တော်လက်ဘူးကိုကျွန်တော်သဘောကျရမှာပါတယ်လက်ဘူးဘာလို့သဘောကျရမှာပါလဲဆိုတော့လဘူဘူရဲ့ဒီ marketing system ပေါ့နော်ဒီ marketing လုပ်တဲ့ပုံစံနဲ့နောက်ပြီးတော့သူဒီ artist နဲ့ဒီ pop mark ကဒီ passion နဲ့သူတို့နှစ်ယောက်ပတ်သက်ရှာသွားတဲ့ပုံစံကိုကျွန်တော်တို့တော်သဘောကျတယ်လူတွေရဲ့ဒီအထဲမှာဘာပေါက်မလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုသိချင်စိတ်တစ်ခုနဲ့ကိုရောင်းသွားတာတကယ်တော့ပြောရရင်တော့ဒီရုပ်တွေကအမြဲထွက်နေရပဲလေကျွန်တော်တို့လည်းငငယ်လေးတွေကလည်းဆော့လာတာပဲဆိုတော့ကျွန်တော်လည်း portrait ကအရန်ဝယ်ရမှာပါတယ်ဗျအဲ့တော့ဒီဟာဆိုတော့ဒါပေမဲ့ဒီကောင်းရဲ့ marketing ကိုတော့ကျွန်တော်တော်တော်လေးသဘောကျပါတယ်အဲ့တော့အခုဖောက်မယ်ဘာပေါက်မလဲဆိုတော့ကြည့်ရအောင်ဟုတ်ရောဘာလို့လဲဆိုတော့ကန်လောမကြည့်ထားဘူးဒီတိုင်းဝယ်ပြီးတော့ဘူးပြစ်ထားဟုတ်โอเคရောင်းလို့ဖြစ်ရည် That's cute see ဒီကောင်လေးပေါက်တယ်ဒါလေးပေါက်တယ်ဒါပြောရရင်တော့ first time ဝယ်လို့ပေါ့နော်သူများတွေခေစားပြီးလို့ခေအောင်တော့မှကျွန်တော်ခုမှထားပေါက်တယ်ဆိုတော့ blind box ကဒီကောင်နဲ့စတာလေဒါနဲ့အောင်မြင်ရတာဆိုတော့ဒါလေးတော့ရှိတယ်လို့ထင်တာပဲဒီမှာဒီကောင်လေးချစ်စရာလေးအဲ့တော့ဒါပါပဲနောက်ထပ်တခြားဗီဒီယိုကတော့ကောင်းတတ်တယ်မှာပဲဒါတော့ဒီနေ့ကအရိုးဟော့တဲ့ဗီဒီယိုပါအားလုံးကိုကျေးဇူးတင်ပါတယ်တတ